ရှိစရာနဲ့ပြန်အားပြရခြင်းနဲ့ဒီရောက်ပြီးဟိုနေနေကျေစင်လောင်းကြလာရဲ့လက်ကားဝေးကိုယ်စံလောင်းလေးရောင်းတွေးရပြီးရဲ့ကိုဘဝကိုစိတ်ကြိုက်နေလိုက်ရှုရှင်လို့တဲ့ဘဝကကောင်းဆုံးမို့ဒီစကားကြီးမှာ